မင်းကလေးတယောက်ကတက်ပြောင်းလာတဲ့အိမ်ထဲကိုဝင်နေချိန်မှာထူးဆန်းတဲ့အရာတစ်ခုတွေ့လိုက်တယ်။အဲ့ဒါကတော့ဟင်းလင်းပင်ထဲမှာနေတဲ့စက်တကောင်ပါ။အိမ်ရှင်ကတော့အရင်နေထိုင်သူကထားခဲ့တာလို့ပြောပြီးသူမကိုယ်တိုင်စီမံခန့်ခွဲလိုက်ဖို့ပြောပြီးထွက်သွားခဲ့တယ်။အဲ့ဒီနောက်မင်းကလေးကကြက်ကိုအစာတလက်ထိုးကျွေလိုက်တယ်။ထွက်သွားတော့မယ်ဆိုတဲ့အချိန်မှာပဲကြက်ကအကြောင်းမဲ့ဖွေစကားတစ်ခုပြောလိုက်တယ်။တတိထားအချိန်မရွေးဆိုသလိုအပေါ်ပေမှတစ်သားတစ်ချောင်းပြိုကျလာတယ်။မင်းကလေးကဒီအရာတွေကိုမယုံကြည်နိုင်ဘူး။ကိုယ်တိုင်အမြင်မှားနေရလားလို့တွေးမိတယ်။နောက်နေ့မနက်အလုပ်သွားခါနီမှာကြက်ကထက်ပြီးတတိပေးလိုက်တယ်။အနီရောင်ပန်းဖို့ဟတ်မဝက်နဲ့အန်နီရင်ရှိမယ်။မင်းကလေးကအကြောင်းရွံ့နေစိမ့်နဲ့ပဲအလုပ်သွားခဲ့တယ်။ညနေအလုပ်ပြီးတဲ့အချိန်မှာမိုးအလွန်ကြီးစွာရွာနေတယ်။အဲ့ဒီအချိန်မှာစူပါဗိုင်ဇာကအနီရောင်ပန်းဖို့ဟတ်အလုံးပေးလိုက်တယ်။ဒါပေမဲ့ကြက်ရဲ့တတိပေးချက်ကိုမှတ်မိနေတဲ့မင်းကလေးကမယူခဲ့ဘူး။အဲ့ဒီအချိန်မှာပဲအလုပ်ဖော်မိန်းမတယောက်ကလာပြီးအဲ့ဒီထီကိုယူပြီးဝတ်လိုက်တယ်။မင်းကလေးရဲ့စိတ်ထဲမှာမသက်မသာဖြစ်လာတယ်။နောက်နေ့မနက်လမ်းမေးမှာလူတွေစုဝေးနေကြတာကိုတွေ့လိုက်တယ်။သေဆုံးသွားသူကအနီရောင်ပန်းဖို့ဟတ်ဝတ်ထဲတဲ့အဲ့ဒီအလုပ်ဖော်ပဲအရန်ကြောက်သွားတဲ့မင်းကလေးကအိမ်ကိုပြန်ပြီးကြက်ကိုမေးလိုက်တယ်။ဘာလို့အနာဂတ်ကိုသိနိုင်တာလဲ။ဒါပေမဲ့ကြက်ကသိစိတ်နေခဲ့တယ်။မင်းကလေးကအရင်အရာတွေကိုလုံးဝတော့ပဲတိုက်ဆိုင်မှုလို့ထင်ခဲ့တယ်။ဒါပေမဲ့ထွက်သွားတော့မယ့်အချိန်မှာကြက်ကနောက်ထပ်တတိပေးလိုက်တယ်။ည10နာရီမတိုင်ခင်အိမ်ပြန်ရမယ်။မဟုတ်ရင်အန်ဒီရရှိမယ်။အလုံးမှာလည်းမင်းကလေးရဲ့စိတ်ထဲမှာဒီစကားပဲထက်ခါတလဲပေါ့နေတယ်။အလုပ်ပြီးတဲ့အချိန်ကည8နာရီဒါပေမဲ့စူပါဗိုင်ဇာကအရေးရှိတယ်ဆိုပြီးသူမကိုဆေးရုံမှာကြံခဲ့ဖို့ပြောလိုက်တယ်။အချိန်10နာရီနီးလာတာနဲ့အမျှသူမဟာအကြောင်းမသိပဲပို့ပြီးစိတ်ပူလာတယ်။နောက်ဆုံးမှာနာရီ10နာရီတိတိဖြစ်လာတယ်။အဲ့ဒီအချိန်မှာပဲအမောင်ရိတ်တစ်ခုသူမဘက်ကိုဖြည်းဖြည်းချင့်ကပ်လာတယ်။ကြောက်လန့်နေတဲ့သူမမျက်လုံးပိတ်လိုက်တယ်။ဒါပေမဲ့အဲ့ဒါကစူပါဗိုင်ဇာဖြစ်နေတယ်။သူမစိတ်လျော့သွားပြီးကြက်ရဲ့တတိပေးချက်မမှန်ဘူးလို့ထင်လိုက်တယ်။ဒါပေမဲ့စူပါဗိုင်ဇာကပြောလိုက်တယ်။နာရီကပြတ်နေတယ်။အချိန်တကယ်တည်းမိနစ်30လောက်ရှိနေတယ်။အဲ့ဒီအချိန်မှာမင်းကလေးတိသွားတယ်။အချိန်တကယ်10နာရီမရောက်သေးဘူးဆိုတာစူပါဗိုင်ဇာကသူမကိုအိတ်လိုက်ပို့မယ်လို့ပြောပြီးညအချိန်အန်ဒီရရှိတယ်လို့တတိပေးလိုက်တယ်။ညအလယ်မှာတကားခောက်တန်တစ်ခုကြောင့်မင်းကလေးနှုတ်သွားတယ်။တကားအပြင်ကစူပါဗိုင်ဇာရဲ့အဆန်တကားဖွင့်မှာဒါပေမဲ့ကြက်ကတတိပေးခဲ့တယ်။ဘယ်တော့မှမဖွင့်နဲ့မင်းကလေးတန်တရားဖြစ်လာတယ်။သူမစမ်းသက်ဖို့မေးလိုက်တယ်။ဒီနေ့နေ့လယ်ကကလေးမလေးတယောက်ဘာယောဂနဲ့လာခဲ့တာလဲ။အပြင်ကအဆန်ကပြန်ဖြေလိုက်တယ်။အသေးစိတ်ထန်ရပဲ။အဲ့ဒီချိန်မှာမင်းကလေးသေးချသိသွားတယ်။ဒီနေ့မြည်တိကလေးမလေးများမှလာမထားနဲ့ဘူးဆိုတာအဲ့ဒါဆိုရင်တကားအပြင်မှာရှိနေတာကတကယ်ပဲစူပါဗိုင်ဇာမဟုတ်ဘူး